လေးကကြတော့မတို့ရေကွင်းညော်နေတဲ့မမတွေအတွက်ပါနှစ်တရာချီသားကွင်းကိုမှ4000နဲ့တစ်ထွာလိုချင်တယ်ဆိုတဲ့မမတွေအတွက်ကွင်းလေးတွေပါကွင်းရှက်လေးတွေပါပုံမှန်9800ရောင်းတဲ့ကွင်းလေးတွေကိုတို့ဒါလေးကအတန်ဆုံးဈေးနဲ့ပေးမယ်9000အတိနဲ့ပဲယူပါရှင်เนาะနှစ်တရာချီသားအတိုင်ဖောက်နဲ့ကင်ထားပေးပါတယ်ဂိုက်ရရကြတော့နှစ်ကိုင်းနဲ့တစ်ထွာပါမယ်ပေါ့နော်နှစ်ကိုင်းနဲ့တစ်ထွာပါမယ်နှစ်တရာချီသားကွင်းအပြည့်လေးတွေလိုချင်တယ်ဆိုရင်ယူထားပါရှင်ဟုတ်ကဲ့เนาะဒါလေးကဒီမှာเนาะနှစ်ကိုင်းတစ်ထွာကြော်လေးတော့ပါမယ်ပေါ့နော်ကြော်လေးတော့ပါမယ်ဂိုင်းရရလည်းပြည့်တယ်ပြီးအနံ့လည်းကောင်းတယ်မတို့เนาะဒါလေးကို9000ကျပ်အတိနဲ့ပဲယူပါလက်ကယူမယ်မတွေကိုလည်းတို့တစ်ခါတည်းဈေးပြောသွားပေးပါမယ်လက်ကဈေးရကြတော့9ခွင်းနဲ့အထက်ဆိုရင်6900နဲ့ယူပါရှင်69နဲ့ယူပါเนาะလက်ကဈေးရ6900နဲ့ရမယ်ကြိုက်တဲ့အရာကိုရွေးချယ်ယူလို့ရပါတယ်လက်ကဈေးရ9ခွင်းနဲ့အထက်ကို6900မှာလက်လီတကွင်းချင်းရွေးချယ်ပြီးတော့ယူချင်တဲ့မတွေကကြတော့9000ကျပ်အတိနဲ့ပဲယူပါဒါဈေးခွက်တန်းမှာပေါက်ဈေးရှိတာ9800ရှိပါတယ်เนาะဒါလေးဆိုရင်မတို့ရေစိုးစိမ်းကာလာလေးရမယ်နော်ကောင်းမှန်ကွင်းလေးပေါ့နော်ရေစိုးစိမ်းကာလာလေးရပါမယ်ရှင်ဒါလေးကကြတော့မှတော့ပန်းသီးစိမ်းကာလာလေးရပါမယ်နော်ဒီမှာကိုင်းရည်ရကြီးတယ်နော်နှစ်ပြချီသားကိုမှလိုချင်တယ်ကိုင်းပေါ့နော်နှစ်ကိုင်းတစ်ထွာကြော်လေးလည်းပါချင်တယ်ဆိုဒါလေးယူပါနော်ကွင်းလေးတွေမှာမျှော်တယ်ဆိုတော့မတွေအတွက်ဒါလေးကကြတော့ကြံရည်စိမ်းကာလာလေးရပါမယ်ရှင်နော်ကြံရည်စိမ်းကာလာလေးရပါမယ်နော်ကြံစိမ်းကာလာလေးရပါမယ်ရှင်နော်ဒါလေးကကြတော့ခုနတူပြသွားတဲ့ကာလာလေးနဲ့တူပဲရေစိုးစိမ်းကာလာလေးနော်ရေစိုးစိမ်းကာလာလေးရပါမယ်ရှင်နော်ဒါလေးကရေစိုးစိမ်းလေးရပါမယ်ဒါလေးကကြတော့ကြံစိမ်းလေးပါကြံစိမ်းမှာကာလာပေါက်လေးအနှဲငယ်ကွဲပါတယ်ပထမပြတဲ့ကြံစိမ်းလေးကကြတော့ပန်းနုလေးနဲ့ပါဒါလေးကကြတော့သခွားလေးနဲ့ပါနော်ဒါလေးကကြတော့ကြံစိမ်းကာလာလေးရပါမယ်ရှင်နော်ဒါလေးကကြံစိမ်းကာလာလေးရပါမယ်နော်ဒါလေးဂိုင်းတွေစခိုက်တွေကအလန်းအရန်ပြည့်တယ်ပေါ့နော်အဲ့လိုမျိုးနော်ဒါလေးကကြတော့ဗေဒါကာလာလေးရပါမယ်ရှင်ဗေဒါနော်စိုက်ပြေးဂိုင်းပြေးဆိုတာဒါမျိုးထက်လေးနှစ်တရာချီသားလေးလည်းအစ်စ်လေးနဲ့ခတ်ထားပေးတာပါဒါလေးကကြတော့တို့ကျွန်းဝလေးပေါ့နော်ကျွန်းဝကာလာလေးရပါမယ်ရှင်နှားလိုက်တာနော်နှားလိုက်တာကျွန်းဝကာလာလေးရမယ်မမတို့ကွင်းဆိုတဲ့မမတွေအတွက်ဒီမှာစီစဉ်ထားပေးတာပါတယ်ကွင်းညာကြတော့ပစ္စည်းရှားပါတယ်ပစ္စည်းရှားတဲ့ထဲမှာပစ္စည်းကောင်းကအင်မတန်ရှားပါတယ်ပန်းပေးတာကာလာလေးရမယ်နော်အင်မတန်ရှားပါတယ်ရှားပါတဲ့ထဲမှာဒီမှာတို့ရှားပါရှယ်လေးတွေရထားတာပေါ့နော်ဒါလေးကကြတော့ဇီးအရွှင်လေးရပါမယ်ရှင်နော်ဒါလေးကဇီးအရွှင်လေးရပါမယ်ဒါလေးဆိုရင်မတို့ရေအသေးကွဲနီလေးရမယ်ရှင်အသေးကွဲနီလေးနှားလိုက်တာနော်အသေးကွဲနီလေးရပါမယ်ဒါလေးကအသေးကွဲနီလေးပါရှင်နော်အသေးကွဲနီလေးပါဒါလေးကပန်းသီးစိမ်းကာလာလေးရပါမယ်နှားလိုက်တာရှင်နော်နှားလိုက်တာမတို့ရေနှားလိုက်တာရှင်နော်9000နဲ့မတို့ရေအပေါ်ကနေတော့ကြိုက်တဲ့အင်းကြီးနဲ့ချုပ်ဖို့ရပါတယ်ပေါ့နော်။ဒါလေးဆိုရင်ဒီအောင်လေးနဲ့ပဲဆက်မလား။ဒါလေးဆိုရင်ရေစိုးစိမ်းကာလာလေးရမယ်။လှလိုက်တာရှင်။ထဲဝါနေရောပဲနော်။ပတ်စံလေး9000နဲ့ထဲဝါရေးဖို့ရတယ်ပေါ့နော်။ဒါလေးကကြတော့ပန်းပီတာကာလာလေးရမယ်ရှင်။နော်ဒီမှာကြည့်ပါအောင်နော်။စိုက်ပြေးကြိုက်ပြေးပါနှစ်တရာချီတာဝင်းအင်းရက်ချောနေရောပဲနော်။ quality ကလည်းလုံးဝကောင်း။ဒါလေးကကြတော့စံကစ်ကာလာလေးရပါမယ်ရှင်။နော်ဒါလေးကစံကစ်ကာလာလေးရပါမယ်နော်ဒါလေးကစံကစ်ကာလာလေးရပါမယ်ရှင်ဒါလေးလည်းလှတယ်နော်မတို့ဒါလေးလည်းတော်တော်လှတယ်ကာလာလေးကကြတော့လေရေညှိစိန်ကြောက်စိန်အရင်ကလေးနော်ကြောက်စိန်အရင်ကလေးရေညှိစိန်လို့ကြောက်စိန်အရင်လှလိုက်တာနော်ဒါလေးကကြတော့ရေညှိစိန်ပဲပြောလိုက်မယ်နော်သူကြောက်စိန်ဘက်တော့နည်းနည်းတော့ရောက်တယ်ရေညှိစိန်ဆိုပုံမှန်ပဲပေါ့နော်ဒါလေးလည်းလှလိုက်တာဒါလေးလည်းလှလိုက်တာဘဲကောင်းစိန်လေးလှလိုက်တာမတို့ရဲ့ဘဲကောင်းစိမ်းကာလာလေးဒီအောက်မှာကျွန်းလေးနဲ့ကင်လာတာတိတ်လှတယ်ကျွန်းကလေးနဲ့ကင်လာတာတိတ်လှတယ်ဘဲကောင်းစိမ်းဒါလေးကကြတော့ကျွန်းညို့ကာလာလေးလှလိုက်တာနော်ကျွန်းညို့လေးရမယ်မတို့ဒီကွင်းလေးတွေကကြတော့လေပစ္စည်းကောင်းတော့ရှားတယ်ဒါပေမဲ့အထည်ကတော့ပိုးချင်လဲပေါ်လိမ့်မယ်နော်ဒါပေမဲ့ကွင်းတွေကကြတော့ဒီနောက်ပဲနည်းနည်းလေးတော့ရှားလာတယ်ပေါ့နော်ဒီဥစ္စာတွေမတို့ကွင်းတွေလေမြများလိုချင်တယ်ပေါ့နော်လက်ကမြများလိုချင်တဲ့မတွေဆိုရင်တို့ကိုစီဒီမှာဆက်သွယ်လို့ရတယ်50 100နဲ့အထက်လိုချင်တယ်ဆိုတော့မတွေပေါ့နော်ဒါစီဒီမှာဈေးနှုန်းလေးမေးမြန်းလို့ရပါတယ်ရှင်50 100ဈေးလည်းရှိပါတယ်အထက်50 100လိုချင်တယ်ဆိုတော့အချိန်လေးနည်းနည်းသာဆောက်ပစ္စည်းရမယ်နော်ပစ္စည်းအကောင်းမဲ့နော်ပစ္စည်းအကောင်းမဲ့ပေးမယ်ပစ္စည်းအကောင်းမဲ့ပေးမှာနော်နောက်ပြီးတော့ဒါလေးကကြတော့ခဲပြကာလာလေးရပါမယ်ရှင်နော်ဒါလေးကခဲပြကာလာလေးရပါမယ်ခဲပြမှာနောက်ပြီးတော့ဒီမှာဒီတခွင်းလေးကိုတို့လေ
ဒီမှာနော်လေးဆန်ကွယ်ကွင်းလေးနော်တော်တော်ယူမှာရှားပါပစ္စည်းဖြစ်သွားတော့ဗောနော်ဒါလေးကကြတော့တခွင်းမဲ့ရှိမယ်6400နဲ့ယူပါနော်တခွင်းမဲ့ရှိမယ်နော်64နဲ့ပဲယူပါကာလာလေးကကြတော့စန်ကစ်ဝါလေးနော်စန်ကစ်လိမ်မော်လေးဗောနော်ဒီမှာတို့တိုင်းပေးမယ်နှစ်ပြချီတာအစ်စ်ကလေးနဲ့ကန်ထားပြီးပြီးတော့ဂိုင်းကြီးကကြတော့နှစ်ဂိုင်းတစ်ထွာနှစ်ဂိုင်းတစ်ထွာကြော်လောက်တော့ပါမယ်6000နဲ့မှ4000နဲ့ပဲယူပါ64ဒီကာလာလေးရပါမယ်သိမ့်လာတော့ပဲရှင်နော်ဒီမှာလူနာလေးဆန်ပွဲဆိုတာတော်တော်ရွရှားသွားရင်တော့မခက်ကြဘူးသူတို့တွေလေဈေးမရလို့ဆိုတော့မခက်ကြဘူးပေါ့နော်မမသူတို့ခုပြတ်သွားတဲ့အထည်လေးတွေမှာနော်မမတို့ကြိုက်တဲ့ကာလာလေးများတစ်စုံတစ်ရာခုပါခဲ့တယ်ဆိုရင်မမတို့ CB လေးမှာ access လေးရိုက်သူတို့ရဲ့ Viber ဖုန်းနံပါတ်များဖြစ်တဲ့3999542895လုံးမှာ45633292မှာရှင်တို့တင့်တယ်လွင်ရဲ့လေးစာအားကြတော့39လန်61ဘီလန်စိန်မဥပုဒ္ဒေရမဟာအောင်မြို့နယ်မန္တလေးမြို့ပါစီယံငွေက9000ပဲကျိုးလို့ရတာပါစီယံငွေ9000ကျိုးလဲရုံနဲ့ Ryan Ninja Join ပို့လို့ရတဲ့မြို့အကုန်လုံးကိုတို့အရောက်ငွေချေးပို့ပေးနေပါတယ်မာတို့ရေကျေးဇူးများတင်ပါတယ်တို့တင့်တယ်လွင်မန္တလေးမြို့ကနေဖြန့်ဖြူးရောင်းချပေးနေတာပါတက်တာပါရှင်